ကျွန်တော်မိမတို့ ထဲမှာဖုံးပြီးရောရွှေရောပါတယ်ဆိုတော့အရင်ချစ်တယ်ပေါ့နော်အရင်ကြီးဆက်ကလာတော့ ဟောတခါတော့လီလောက်ရတာလေ မွေးနေ့တစ်နေ့မှတစ်ခါ တနေ့မှခါနေတော့ ခုလိုမိန်းကလေးတိုင်းရဲ့အိမ်ရောပေါ့နော်ကိုစီတဲ့သူတွေကကိုမွေးနေ့တွေလုပ်ပေးတာကျတော့နည်းသည်ဖြစ်စေများသည်ဖြစ်စေပေါ့နော်ပတ်သက်ရှိပြီးတော့မှသူရင်တွေကပေးချင်တဲ့ဆန္ဒမရှိလို့ရှိတယ်ကိုတွေကမျော်လင့်လဲအလေကားပေါ့တော့မရဘူးဒါပေမဲ့အမကိုစားလဲသူတို့ဒီလိုလုပ်ပေးရတယ်ဆိုတော့ဖက်တူအရင်ပြောတော့ပေါ့နော်အမလည်းပြောလို့မျော်လင့်ပါတယ်ကိန်းလေးကိုလည်းကိုကြီးစိတ်တိုင်းကြပေါ့နော်ပန်းရောင်လေးနဲ့အဖြူရောင်လေးနဲ့ချိန်ထားပေးပါတယ်ထဲမှာရွှေတွေရောပါတယ်ဖုံးတွေရောပါတယ်ဖက်တူပြောပါတယ်တန်ဘလောက်ဖြစ်လဲ 16ကျော်18ကျော်လေ အရင်ကြည့်တာတော့ဟိုကကျတော့ပတ်စံတွေရဲစစ်တာ ဒီလိုပါပဲပတ်စံရတော့ကိုစီရရမဟုတ်ဘူး တချို့တွေကျတော့မိမပေးတဲ့မုတ်ကိုတွေကနေပေါ့အမှတ်တရဘလူးလေးသိမ်းထားတယ်လေအဲ့လိုမျိုး ဒီလိုအဲ့လိုပဲပေါ့ အဲ့လိုစစ်တာတော့နည်း ဒီ နည်း ကနည်းနည်းနည်း စစ်တာတော့အရင်စစ်တာဒီမှာတော့အဲ့လိုလုပ်ပြရတယ်စိတ်တွေပါပြီးခဏလေးပေါ့နော်ဒီကိုကြီးလိုမျိုးတော့အားလုံးပေါ့နော်ကိုယ့်ရဲ့စနီးပုံမှာသစ္စာရှိနေချစ်တဲ့ပေးကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ကဲနောက်ထပ်လုပ်ချင်တဲ့တဲလေးတွေရှိနေတယ်အဲဒီမှာဒီမှာကိတ်ဒီမှာရတာရုပ်စိတ်ချရတာ အာယုံစိတ်ရတယ်ဝန်ဆောင်မှုလည်းကောင်းတယ် ဒီကိုကြီးကညီမလေးကိုလိုင်းကဘယ်လိုယုံကြည်တော့မှလဲ ဘယ်လိုတော့ မစိတ်ရရှိလို့ပြောလေစိတ်ပြက်လာ ယုံကြည်တော့မှာတာပေါ့ နိုင်မော်နေမြေဘေးကနေတွေ့တာတစ်တော့ တိတော့တွေ့တာလေ ဘူးတော့စိတ်ချရပြီလား ငါစိတ်ချရပြီအကုန်စိတ်ချရတယ်ဒီဝန်ဆောင်မှုကောင်းတယ်ဝန်ဆောင်မှုတော်ကောင်းတယ် အဲ့လိုပတ်စံတွေပါလေကြိုလွဲပြီးတော့သူများလိမ့်ဆောင်အောင်ကြောက်တာ ဟောဒီယုံကြည်မှုရှိနေရတယ်ဒီလိုဘောပြောဥပ္ပါပဲ ကဲနောက်ထပ် TikTok ထဲမှာတွေ့တဲ့သူတွေရောဗီဒီယိုထဲမှာတွေ့တဲ့လူတွေရော subscribe လုပ်ချင်တဲ့ခါကြလို့ရှိရင်စိတ်ချရတယ်နည်းနည်းကြိုးပေးပါဦး စိတ်ချရတယ် စိတ်ချရတယ် ဒီမိုင်းနဲ့စိတ်ချရတယ် ဒီမှာကျတော့ဖုံးတွေလည်းပါတယ်ရွှေတွေလည်းပါတယ်အရင်စစ်တဲ့ကိုကြီးပေါ့နော်မိမတက် subscribe အလုပ်ပြန်လို့ရှိရင်အမောပြည့်ပြီးပေါ့နော်အရင်စစ်တဲ့ကိုကြီးနောက်ထပ်လည်းအများကြီးချစ်ပေးနိုင်ပါစေလို့နော်ဒီတက်မှုနဲ့အလိုက်လေးမပြည့်လို့ဆိုတော့ဒီမျိုးအမတရားလေးလုပ်ဝေးတာကျတော့လေပတ်စံရှိမှမရှိမှမဟုတ်ဘူးနော်ကိုရင်တွေကပျော်ရွှင်စေချင်လို့အမွေးနေ့မှာအမတရားလုပ်ဝေးကြတယ်ဆိုတော့မိကလေးတိုင်းရဲ့အိမ်မှာထပ်တူပြောပါတယ်လို့မရဲ့ကိုစားလေးပေါ့နော်ကဲကိုကြီးတို့မိသားစုလည်းအခုလိုအပြေတော့လုံငန်းကိုင်ငန်းတွေဘလို့ကိုင်နေစားစားရစီပြပါစေလို့ဆုမွန်အောင်တောင်းရင်းနဲ့တဲလူအားလုံးနဲ့ဆက်လာတယ်ဘိုင်ဘိုင်နောက်ထပ်ပြီးတော့ပြန်ဆုံကြမယ်